ဒီနေ့အတွက်ထူးခြားတဲ့ Saudi Arabia နိုင်ငံရဲ့သတင်းထူးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒေသတွင်းလေကြောင်းခရီးစဉ်များရွှေ့ဆိုင်းခြင်းနဲ့တောင်းတင်နေသူများအတွက်အထူးအစီအစဉ်ပထမဆုံးသတင်းအနေနဲ့ဒေသတွင်းလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် Saudi လေကြောင်းလိုင်းဟာ Amman, Kuwait, Dubai, Abu Dhabi, Doha, Bahrain, Moscow နဲ့ပရှာဝါမြို့တွေကိုပြန်တမ်းမဲ့ခရီးစဉ်တွေကိုမတ်လ4 ရက်နေ့အထိထပ်မံတိုးမြင့်ဖျက်သိမ်းလိုက်ရပါတယ်။ဒီအတွက်ကြောင့် Saudi လေးစိတ်တွေမှာတောင်းတင်နေတဲ့ GCC ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနိုင်ငံသားတွေအတွက်ပြည်ထောင်စုဝန်ကြီးဌာနက hotline number 992ကိုတတ်မှတ်ပေးထားပြီးအကူအညီတွေပေးအပ်နေပါတယ်။ဒါအပြင်မက္ကအကုန်တယ်ကြီးမြတ်အသင်းကလည်းဘယင်မင်းမြတ်ရဲ့လမ်းညွှန်ချက်အညီတောင်းတင်နေသူတွေအတွက်ဟိုတယ်အခန်းပေါင်း2500ကိုအပြည့်စုံပြင်ဆင်ပြီးအိတ်ခန့်ကျွေးမွေးဖို့စီစဉ်ထားပါတယ်။နိုင်ငံတကာမျက်နှာစာနဲ့လုံခြုံရေးအခြေအနေSaudi Arabia နိုင်ငံဟာဂျနီဗာမြို့မှာကျင်းပတဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UNHRC မှာအာရပ်အုပ်စုကိုစားအီရန်ရဲ့တိုက်ခိုက်မှုတွေကိုပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာနိုင်ငံတကာဥပဒေနဲ့ကုလသမဂ္ဂပဋိညာဉ်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီးဒေသတွင်းတည်ငြိမ်ရေးကိုကြီးမားစွာချိန်ဖောက်နေတယ်လို့တာရမတ်ကြီးအာဘ်ဒူမို့ဆင်ကပြောကြားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲRas Tanura ရေနံချက်စက်ရုံကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့ကြိုးစားတဲ့ Drone 2 စင်းကို Saudi တပ်ဖွဲ့တွေကအောင်မြင်စွာကြားဖြတ်ဟန်တားနိုင်ခဲ့တယ်လို့သိရပါတယ်။မက္ကာမြို့အစင်မြင့်တင်မှုနဲ့ဘုရားဖူးဝန်ဆောင်မှုများRamzan လအတွင်းအမရဘုရားဖူးတွေတိုးပွားလာတဲ့နဲ့မျှကူဒီကားပါကင်ဝင်းကြီးကိုစတူရင်းမီတာ96,000အထိပစင်းမြင့်လိုက်ပြီးဘကားအစီ246စီးရန်နာနိုင်မဲ့နေရာတွေနားနေဆောင်တွေနဲ့အခြေခံအဆောက်အဦတွေကိုအပြည့်အစုံဖြည့်တင်းထားပါတယ်။ထူးခြားချက်အနေနဲ့Ramzan လရဲ့ပထမ10ရက်အတွင်းတွေမှာအုံရဖျားဘူးပေါင်း3300ကျော်ကိုကျမ်းမာရေးဝန်ဆောင်မှုတွေပေးအပ်နိုင်ခဲ့ပါတယ်။အခြားထူးခြားသတင်းများမှာစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနကအကျိုးမြတ်မယူတဲ့အဖွဲ့အစည်းတွေမှာအကြမ်းဖက်မှုကတော့ရန်ပုံငွေထောက်ပံ့မှုကိုတားဆီးနိုင်ဖို့အသိပညာပေးဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဂတိလိုက်စားမှုတိုက်ခိုက်အဖွဲ့နဇာဟာကနေချိုးစားမှုတွေနဲ့ပတ်သက်ပြီးအစိုးရဝန်ကြီး68အောက်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလို Saudi Arabia နိုင်ငံရဲ့နောက်ဆုံးသတင်းတွေကိုစောင့်မျှော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းထူးတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။ Zorme မြန်မာ